အချိန်ဆက်ကိုစီးပြီး1883ခုနှစ်ကိုပြန်သွားကြည့်ကြရအောင်နေရာကတော့တီဟိုချွန်းအခုခေတ်တီရီလင်္ကာနိုင်ငံမှာရှိတဲ့ပါနဒူရာဆိုအမျိုးလေးပေါ့အဲ့ဒီမှာလေလူထောင်ပေါင်းများစွာစုယုံနေကြရဲ့ဘာကိုစောင့်နေကြတာလဲဆိုတော့တမိုင်းမှာမှတ်တမ်းဝင်သွားမဲ့စကားစစ်ထိုးမွေးကြီးတစ်ခုကိုပေါ့ကဲဒီပွဲကဘလောက်တောင်အရေးပါခဲ့လဲဘာတွေဖြစ်ခဲ့လဲဆိုတာအတူတူကြည့်လိုက်ကြစို့အချိန်ကြီးကအဲ့ဒီချိန်တုန်းကဘလို့ရှိလဲဆိုတော့19ရာစုကောလိုနီခေတ်တိဟုတ်ကျွန်းမှာပေါ့နော်ခရီးယန်သာသနာပြုတွေရဲ့တောစာကတော်တော်ကြီးမားနေတဲ့အချိန်ဗုဒ္ဓဘာသာကတခေးပြီးနဲ့အားနဲ့လာနေတယ်လို့တော့ပြောလို့ရတယ်ဒီမှာကြည့်ပညာရှင် James D. Ellis ပြောခဲ့တဲ့စကားရာစုနှစ်မကုန်ခင်မှာပဲဗုဒ္ဓဘာသာကတိဟုတ်ကျွန်းကနေပျောက်ကွယ်သွားလိမ့်မယ်တဲ့ကြားရတာတော်တော်စိုးရိမ်စရာကောင်းတယ်မဟုတ်လားအဲ့လောက်ထိဖျားတွေများနေတဲ့အချိန်ဒီမျိုးပါဆိုတော့ဒီစကားစစ်ထိုးပွဲကတာမန်ပညာရဲ့ဆိုင်ရာဆွေးနွေးငင်းခုံမှုမျိုးမဟုတ်တော့ဘူးဒါကကိုယုံကြည်မှုကိုဘာသာတရားရှင်တန်ရေးအတွက်တိုက်ပွဲဝင်ရတဲ့အခြေအနေလိုဖြစ်နေကြတာရှေ့ကျတဲ့သာသနာတစ်ခုလုံးရဲ့ကံကြမ္မာကဒီပွဲအပေါ်မှာမူတည်နေတယ်လို့တောင်ဆိုနိုင်ပါတယ်ကဲဒီစကားစစ်ထိုးပွဲရဲ့အဓိကစားဆောင်နှုတ်နဲ့မိတ်ဆက်ပေးမယ်ဗုဒ္ဓဘာသာဘက်ကကာကွယ်ပြောဆိုမဲ့သူကတော့အရှင်မိကက်ဒူဘတ်တေဂွန်ဒါနန္ဒငွေလာပိုင်ရှင်လို့တော့တင်စားခေါ်ပေါ်ကြရတဲ့အထိဟောပြောနိုင်စွမ်းရှိတဲ့ယဟန်တစ်ပါးပေါ့သူ့ကိုစိန်ခေါ်မဲ့သူကတော့ခရစ်ယာန်ဘက်ကတစ်ခါတော်ရဒေးဗစ်ဒီဆယ်ဗာသူကလည်းတာမညမဟုတ်ဘူးပညာတတ်ဓမ္မစရာတူဖြစ်တယ်လို့အရှိတိုင်းပညာရှင်တူလည်းဖြစ်တယ်တကယ်ကိုပညာရှင်ကြီးနဲ့ဦးရဲ့အကျိတ်အနေပြိုင်ဆိုင်မှုပါပဲဟုတ်ပြီဒီတော့သူတို့ဘာအကြောင်းကိုအထူးကငင်းခုန်ကြတာလဲပွဲရဲ့အထူးကအချက်ကတော့လူရဲ့အတ္တသို့မဟုတ်ဆိုးလို့ခေါ်တဲ့အရာရဲ့တဘာဝအကြောင်းပါပဲပြီးတော့လူတယောက်တည်သွားရင်ဘာဆက်ဖြစ်မလဲဆိုတဲ့မေးခွန်းအပေါ်မှာအခြေခံထားတဲ့အယူအဆကွဲပြားမှုတွေပေါ့ပြောရရင်တော့ဒီမေးခွန်းတွေကပဲအဓိကပါပဲကိုယ်ဆိုတာတကယ်တော့ဘာလဲနောက်ဆုံးထသက်ချုပ်သွားတဲ့အခါဘာတွေကြံရစ်ခဲ့မှာလဲဒီအတွေ့အခေါ်ပိုင်းဆိုင်ရာမေးခွန်းကြီးကပဲစကားစစ်ထိုးပွဲရဲ့ပထမပိုင်းကိုဥဆောင်သွားခဲ့တာပါဒီနေရာမှာအဓိကယုံကြည်မှုနှစ်ခုကလုံးဝကိုကွဲပြားနေတာတွေ့ရမယ်ခရစ်ယာန်အယူအဆအရလူသားတိုင်းမှာသာဝရတည်မြဲပြီးမတည်နိုင်တဲ့အတ္တဆိုးရှိတယ်။တည်တွိုင်းတောင်အဲ့ဒီအတ္တကမပြောင်းမလဲဆက်ရှိနေတယ်ပေါ့။ဗုဒ္ဓဘာသာအယူအဆကတော့အနတ္တဆိုလိုတာကသာဝရတည်မြဲတဲ့ကိုယ်ဆိုတာမရှိဘူး။လူဆိုတာခန္ဓာလို့ခေါ်တဲ့အစုအဝေးတွေယာယီပေါင်းစပ်ထားတာတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ဟုတ်တယ်။အဲ့ဒီခန္ဓာဆိုတာကဗုဒ္ဓဘာသာမှာတတ္တဝါတဦးကိုဖွဲ့စည်းထားတဲ့ရုပ်ဝေဒနာသိညာသင်္ခါရဝိညာဉ်ဆိုတဲ့အစိတ်ပိုင်း၅ခုပေါ့။ဆိုတော့သိခိတော်ရဒီဆေးဖားကဒီအချက်ကိုပဲထောက်ပြပြီးညင်းခုန်ခဲ့တာသူကပြောတယ်လူဒီတော့တည်သွားရင်ဒီခန္ဓာ၅ပါးကလုံးဝပဲစီးတော့တာပဲအဲ့ဒီတော့နောက်ဘဝမှာကံရဲ့အကျိုးကိုခံရတဲ့သူကမူလလူမမဟုတ်တော့ပဲလုံးဝတခြားတစ်ယောက်ဖြစ်မနေဘူးလားဆိုပြီးမေခွန်းထုတ်ခဲ့တယ်ဒီမှာတဲ့အရှင်ခုနာနန္ဒရဲ့ခြေဖြတ်ချက်အော်ဝင်လာတာပဲသူကဘယ်လိုပြန်ရှင်းပြလဲဆိုတော့ဟုတ်တယ်ရုပ်ပိုင်းဆိုင်ရာအစိတ်အစာတွေကတော့ပျက်စီးသွားတာမှန်တယ်ဒါပေမဲ့ကံတရားရဲ့အဆက်ကြောင့်ပြန်ဖြစ်လာတဲ့တတ္တဝါအတက်ဟာမူလပုဂ္ဂိုလ်နဲ့ထပ်တူကြတာလည်းမဟုတ်ဘူးဒါပေမဲ့လုံးဝမဆိုင်တဲ့တူစိန်တယောက်လည်းမဟုတ်ပြန်ဘူးတဲ့ဒီရွယ်စားကိုပါဠိလိုနာစာတောနာစာအညိုလို့တုံပြီးရှင်းရှင်းလင်းလင်းခြေဖဲခဲ့တယ်အတိတ်ဘက်ကတော့ထိုးသူလည်းမဟုတ်အခြားသူလည်းမဟုတ်ပေါ့ဒါဟာပဋိသန္ဓေနေခြင်းကပုဂ္ဂိုလ်တဘောတရားအဖို့ဗုဒ္ဓဘာသာရဲ့အင်မတန်နက်နဲတဲ့အမြင်ကိုဖော်ပြနေတာပါတကယ်ကိုစဉ်းစားစရာကောင်းတဲ့အချက်ပဲအခုဗုဒ္ဓဘာသာရဲ့အယူအဆတွေကိုကောက်ွယ်ပြောဆိုပြီးတဲ့နောက်မှာတော့အရှင်ကုဏနန္ဒကအခြေအနေကိုလုံးဝပြောင်းပြန်လှန်လိုက်တယ်။သူကခရစ်ယာန်ကျမ်းစာတွေကိုတိုက်ရိုက်ထောက်ပြဝေဖန်တဲ့တိုက်စစ်ပံကိုပြောင်းလိုက်တော့တာပဲ။ဒီလိုခုခံရာကနေတိုက်စစ်ကိုပြောင်းလိုက်တဲ့နီးဗျူဟာကပရိသတ်ကိုတော်တော်လေးဟឹံနိုးနိုင်ခဲ့တယ်။မတန်းကြီးရဆိုရင်လူအုပ်ကြီးတစ်ခုလုံးသူ့နောက်ကိုပါသွားတယ်လို့တောင်တင်စားခဲ့ရတဲ့အထီးပဲ။သူ့ရဲ့ပထမဆုံးထောက်ပြချက်ကတော့ကဘာဝကျမ်းကဒီစားသားပါပဲ။ထာဝရဘုရားကကဘာပေါ်မှာလူကိုဖန်ဆင်းခဲ့တဲ့အတွက်နောင်တအရတယ်တဲ့အရှင်ဂုလနန္ဒကဒီအပေါ်မှာမဲခွန်းထုတ်တာကအရာအလုံးကိုကြိုတင်သိမြင်တော်မူတဲ့ဆိုရယ်ဖန်ဆင်းရှင်တစ်ပါးကသူကိုယ်တိုင်လုပ်ခဲ့တဲ့အရာအတွက်ဘလို့လုံနောင်တအရနိုင်မှာလဲဆိုတာပါပဲနောက်တစ်ချက်ကထွတ်မြောက်ရာကျမ်းကပဲဘုရားသခင်ကအိမ်တွေကိုခွဲခြားသိနိုင်ဖို့တကားမှာတွဲတုပ်ထားတဲ့အမတ်သားကိုမြင်းမှလော်မလောက်သွားမယ်ဆိုတဲ့အကြောင်းပေါ့ဒီမှာလဲအရှင်ဂုဏနန္ဒကထောက်ပြတယ်အရာအလုံးကိုသိမြင်နိုင်တဲ့ဘုရားသခင်တစ်ပါးကအိမ်တွေကိုခွဲခြားဖို့အတွက်သွေးလိုမျိုးရုပ်ပိုင်းဆိုင်ရာအမတ်သားတစ်ခုပါလွတ်လိုအပ်ရတာလေပြီးတော့နောက်ဆုံးအချက်ကတော့တကယ်ကိုအလေးအပြောင်းချစ်တော်စေတဲ့အချက်ပါပဲတရားသူကြီးမစားတဲ့ကခြုံဝမ်းမှနေတဲ့သူတွေမှာတန်ရထားတွေရှိလို့သူတို့ကိုမနှင်ထုံးနိုင်ဘူးဆိုတဲ့ကျမ်းစာကိုကိုးကားခဲ့တယ်ပြီးတော့အရှင်ကုဏနန္ဒက
ဒီအချက်ကိုဒေသခံတွေရဲ့တန်ဟာမကောင်းဆိုးဝါးတွေကိုနင်ထုတ်နိုင်တယ်ဆိုတဲ့ရိုးရာရိုးစားတွေပါနဲ့စွာဆက်ဆက်ပြီးတော့ခရစ်ယာန်တို့ရဲ့ဘုရားသခင်ဟာတန်ကိုကြောက်တယ်လို့အပြင်းထန်ငင်းခုန်ခဲ့တာကတော့ပရိသတ်အတွက်တကယ်ကိုအံ့အားသင့်စရာဖြစ်ခဲ့မှာပါ အဲ့ရဲ့ချင်းကအခြေအနေကိုမြင်အောင်ကြည့်လိုက်ပါ။နေရကြတဲ့ဒီစကားစစ်ထိုးပွဲမှာလူပေါင်း9000လောက်ကအသက်ရှူတော့မေးလောက်အောင်စိတ်ဝင်စားစားနဲ့လာနားထောင်ခဲ့ကြတယ်လို့ဆိုပါတယ်။လူတို့ရဲ့စိတ်ဝင်စားမှုဘလောက်ကြီးမားပြီးအခြေအနေဘလောက်ထိတင်းမာခဲ့မလဲဆိုတာဒီကိန်းဂဏန်းကသတ်တယ်ပါပဲ ကဲစကားစစ်ထိုးပွဲကြီးတော့ပြီးသွားပြီဒါပေမဲ့ဇလန်ကအခုမှစားတာဒီပွဲကနေဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကဘယ်သူမှမထင်မှတ်ထားလောက်အောင်ကြီးမားခဲ့ပါတယ်ဘာတွေဆက်ဖြစ်မလဲကြည့်အောင် ဒေတာတွင်ကစကားစစ်ထိုးပွဲလေးတစ်ခုကနေကဘာတီဖြစ်ရဲ့ကြီးတစ်ခုဘလို့ဖြစ်သွားလဲဆိုတော့အစ်စ်နီကယိုရှင်းပါတယ်ပထမဆုံး Ceylon Times သတင်းစာကဒီအကြောင်းကိုရေးတယ်ပြီးတော့ American ပညာရှင် Dr. GMB Bells ကဒီသတင်းတွေကိုစူးစီးပြီးစာအုပ်ထုတ်ဝေလိုက်တယ်အဲ့ဒီစာအုပ်ကမှမစင်ပင်လယ်တွေဖြစ်ပြီး American နိုင်ငံအထိရောက်သွားတော့တာပဲ ဒီဖြစ်ဖြစ်တဲ့ဆက်ဆက်မှုကိုကြည့်ပါ1883မှာစကားစစ်ထိုးပွဲဖြစ်တဲ့1890နောက်ပိုင်းမှာအဲ့ဒီပွဲအကြောင်းရေးထားတဲ့စာအုပ်က American ကဗိုလ်မှူးကြီး HSO ကလက်ထက်ကိုရောက်သွားတယ်သူကဒီစာအုပ်ကိုဖတ်ပြီးရန်ကိုဆက်ရိုက်ထက်တန်းထားပြီး1880မှာဒီဟိုကျွန်းကိုကိုယ်တိုင်ရောက်လာခဲ့တယ်အဲ့ဒီနောက်မှာတော့သူဟာဗုဒ္ဓဘာသာပြန်လည်နှိုးကြားရေးဟိုရှားမှုကြီးတစ်ခုလုံးကိုဥဆောင်သူတယောက်ဖြစ်လာပြီးစာတင်ကျောင်းနေတည်ထောင်တာယဉ်ကျေးမှုပြန်လည်ဖော်ဆောင်တာတွေလုပ်ခဲ့ပါတယ်အကြောင်းနဲ့အကျိုးကတကယ်ကိုရှင်းလင်းနေပါတယ် ဒီပြက်လက်နိုးကြရေးလှရှားမှုရဲ့အကျိုးသက်ရောက်မှုကတကယ့်ကိုကြီးမားခဲ့တယ်။ဒီဟိုလူမျိုးတွေကြားမှာဗုဒ္ဓဘာသာပေါ်ဂုဏ်ယူမှုတွေပြက်လက်ရှင်းသက်လာတယ်။အာနန္ဒာကောလိပ်လိုမျိုးဗုဒ္ဓဘာသာကျောင်းတွေပေါ်ထွက်လာတယ်။ဒီဟိုကျုံးရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးသမိုင်းမှာကန်တာတက်တခုခွင့်လည်နိုင်ခဲ့တယ်လို့အနောက်နိုင်ငံတွေအတွက်လည်းဗုဒ္ဓဘာသာရဲ့အသွေးခေါ်တွေကိုစပြီးမိတ်ဆက်ပေးနိုင်ခဲ့တဲ့အဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဆိုတော့နောက်ဆုံးမှဒီမေကွန်းလေးကိုပြန်စဉ်းစားကြည့်ရအောင်ငင်းခုန်မှုတစ်ခုတည်းကတမိုင်းရဲ့လာရာကိုတကယ်ပဲပြောင်းလဲနိုင်စွာရှိရလားပါနတူယာမဟာစကားစစ်ထိုးပွဲကြီးရဲ့ဇလန်းကိုကြည်ပြီးတဲ့နောက်မှာတော့အဖြေကရှိနိုင်တယ်ဆိုတာပဲဖြစ်မှာပါပဲ